ကြပြနာမည်ကတော့ဆယ်ကျော်တဲ့ကျွန်တော်ညီငယ်ညီမငယ်တွေကြည့်ပါလိမ့်မယ် over surface style over surface style အချုပ်တန်းရှာဖေးရဲ့ style ချုပ်တန်းရှာဖေးဆိုတာကျွန်တော်တို့မန္တလေးလူမန္တလေးသားများရဲ့အသေးကြော်ပါအင်တန်ရင်းနှီးတဲ့အသေးကြော်ပါစကလုံးခက်ကြမ်းကြမ်းတွေတုံးပြီးတော့ဥပဒေနောက်ထပ်မတိုးလိုက်ပါနဲ့တို့တွေကြောက်တတ်တဲ့အမျိုးတွေမို့ကလားမြင်စသဖြင့်ပေါ့ဗျာအဲ့ဒါလိုစာကြိုးတွေနဲ့လာတော့ဗျာအဲ့တော့ကျွန်တော်ကဆရာဖေလောက်တော့ကျွန်တော်ကရှာဆောင်မထက်ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ဒီနေရာမှာဆရာဖေရဲ့စတိုင်ကိုလည်းမိကြမှာတော့မိမှာပေါ့အဲ့ဒီမှာဒါပေမဲ့ကျွန်တော်ခုန over စတိုင်ဆိုတဲ့အဲ့ဒီသဘောလေးလည်းပါမှာပေါ့ဗျာအဲ့တော့တကယ်လို့ဒီမှာတခုတော့ရှိတယ်ဗျဟိုမြင်းစည်းကွက်တွေမြင်းဖန်းကွက်တွေတော့မပါဘူးပေါ့နော်မြင်းစည်းကွက်တွေမြင်းဖန်းကွက်တွေကကျင်လဲကျွန်တော်ဒီမှာရှိတဲ့ညီငယ်ညီမငယ်တွေထကကျင်လဲကကြပေါ့ဗျာကဲ over surface style ကိုကျွန်တော်ရွတ်ပါမယ်ယူမောင်ပိန်မိုင်းတွင်တွင်ရိုင်းသည်ဖြစ်နိုင်ဖို့ရဆိုရပါမယ်ဟိုရင်ခါကတကိုးရှင်ဓမ္မဗျအခုတော့လေကပ္ပလည်းမှာတကိုးထင်းစရာပါဝိဟင်ခကြီးလေရင်စီလင်လက်မထုံးနဲ့နာယီပြောင်းမယ်အဲ့ဒါဓမ္မတို့ကိုရောင်မခံနိုင်ဘူးလုံးဝမခံနိုင်ဘူးညင်းမယ်လို့ဖန်ပြင်လိုက်တိုင်းကျုပ်တို့ပလင်ကျုပ်တို့ကျငန်းကမင်းကြီးမရနဲ့ခရိုနီအပေါင်းပါတော့အင်ကြီးဝတ်စားအစ်စ်တွေနဲ့တိုက်တာခြံကားအစ်စ်တွေနဲ့တားရမရအစ်စ်တွေနဲ့အတွေးခေါ်ကလွယ်လို့အလုံးအစ်စ်တွေနဲ့ပြည်တော်ကြီးတာနေကြပေါ့တို့ပြည်သူလူအများမှာဖြင့်မူရှူစရာအတပြားရှာပါလို့တပေါက်သားကစေကံအလားရဲ့ပါတိုင်းစွန်ပြီးခွာမြန်မာမှာခွန်အားရှိတယ်မဟုတ်မမှန်ရင်ငုံမခံစိတ်ရှိတယ်အင်္ဂလိပ်ကိုကြုံမခံဖတ်စစ်ကိုတော်လန်အမျိုးထိမချစ်အောင်နာလူတွေဗါတဲ့အရိုးကွက်အောင်ရိုက်မှအသေးစိတ်အောင်ချစ်တဲ့လူမဆန်ပုံပန်းမကြပဲမဲ့ယုံနှန်းစကားအဖြစ်လက်ခံလို့အမျိုးလူကြုံပြုတ်လို့ကြောချလဲတပြမထင်ဗါတဲ့ကောင်းကောင်းဆူဆူတို့အမျိုးတဲ့ရိုးဟိုးတဲ့မောင်ချင်းဘာလို့မောင်ချင်းလို့ပြောရလဲဆိုတော့ကျွန်တော်ပင်စင်းရွာကပြေးလိုက်တဲ့ဘွဲ့ထောင်မင်းသားမောင်ချင်းဆိုတဲ့ကလောင်ပါထောင်မင်းသားမောင်ချင်းရဲ့ကလောင်တရားအမှန်တတ်တူချရင်ဖြင့်လူမျိုးနဲ့မဆိုင်ဘာသာနဲ့မဆိုင်အာဏာနဲ့သာဆိုင်ကျင်တာကြောင့်ဘာဆိုဘာမှမစင်သာစက်တူသားလဲစားကြတာပဲလူအမိခံတော်ရိုင်းဆန်လို့အတ္တတွေကြီးလာကြကိုယ့်အတွက်ကိုယ်သာအနေချောင်ဖို့အားထုတ်လာကြဒီလိုနဲ့ပရဟိတမြန်မာတွေတစစီပြုတ်ကွဲလို့တန်တရားတိုက်ပွဲတွေဆင်နွှဲကြဇန်နူရေးမရှိမြတ်တရေးလည်းမသိဒီကနေ့အချိန်ကြီးလေကိုယ်ဆွေကိုယ်အမျိုးကိုသာပါကိုယ်ဆွေကိုယ်မျိုးတက်တာပါ
ကိုယ်တဝေကိုထိုးနေသူတို့နဝေချိုအောင်မောင်းချင်းဆိုမယ်ကိုဆွေသာကိုမျိုးလိုက်ကြပြီရော